ချို့သောသူတွေကစကားပြောတဲ့နေရာမှာအယံကိုအကြမ်းတမ်းနေသုံးကြတယ်ဒေါသတွေအယံထွက်ကြတယ်ငါတို့ကတော့မှန်တာလို့ဟုတ်တာပြောမှာပဲဘယ်သူကမှအာနာနေမှာမဟုတ်ဘူးစကားပြောရင်အယံပြက်ပြက်သားသားပြောမှာပဲလို့ချုပ်ရတော့ဒါကိုဂုံတစ်ခုလိုပြောကြဆိုကြတယ်ပေါ့စကားပြောတာကြမ်းပေမဲ့စိတ်ထားလေးကကောင်းတယ်ဆိုရင်စိတ်ထားလဲကောင်းမယ်စကားပြောလဲချို့တာရင်ကျေးနုညံ့မယ်ဆိုရင်ပို့ပြီးတော့မကောင်းဘူးလားသူများလဲနှဝင်ချို့တယ်လို့ကိုယ်လဲလူချစ်လူခင်ပေါ်တာပေါ့ဒီလိုစကားပြောကြမ်းတဲ့သူတွေဒေါသအယံကြီးတဲ့သူတွေရဲ့နောက်ဆက်တွဲကဘာတွေဖြစ်ပေါ်လာလဲဆိုတော့ရုပ်ရည်တွေကအစအကြည်တက်တွေဖျောက်လာတယ်သူတို့ရဲ့ရုပ်တွေကအရင်ကနဲ့မတူတော့ဘဲနဲ့အသက်20ဖြစ်တဲ့သူကအသက်30လောက်ဖြစ်သွားတဲ့အထိဒါရုပ်ရည်အစအုံမင်းကြီးရော်သွားတတ်တယ်စကားပြောတွေကြမ်းလာမယ်ဒေါသတွေအယံထွက်လာပြီဆိုရင်အဲ့ဒီသူကကိုယ်မူရာကစကြမ်းတမ်းလာမယ်နှုတ်အမူရာကစကြမ်းတမ်းလာမယ်ပတ်ဝန်းကျင်မှာလူချစ်လူခင်နဲလာမယ်နောက်ဆက်တွဲဆိုးကျိုးတွေအများကြီးရှိပါတယ်အဲ့တော့တချို့တွေရှိတယ်ဒီလူကငါ့ထက်အရာတို့နှိမ့်တယ်ငါ့ထက်ဆင်းရဲတယ်ငါ့ထက်ဂုဏ်နှိမ့်တယ်ဆိုလို့ရှိရင်အပေါ်စီးကနေပြီးတော့နိုင်တဲ့စီးနဲ့ပြောလိုက်တာတွေဆိုလိုက်တာတွေပေါ်လိုက်ငေါက်လိုက်တာတွေရှိကြပါတယ်တွေ့လဲတွေ့နေရပါတယ်အဲ့တော့ကိုကရောကိုကိုလာပြီးတော့အော်မယ်ဆိုရင်ရောကိုကရောအော်ခံနိုင်လားတပည့်သူကကိုကိုလေးတန်းမာမာနဲ့ကိုယ့်ထက်မြင့်တဲ့သူကကိုကိုလေးတန်းမာမာနဲ့ပြောမယ်ဆိုမယ်ဆဲမယ်ဆိုတဲ့အခါဒီမှာလဲကိုကရောလက်ခံနိုင်လားလောကမှာကိုမကြိုက်တဲ့အလုပ်ကိုသူတစ်ပါးကိုမလုပ်ကြဘူးတဲ့တန်တရာဆိုတာတစ်ဖက်ပြန်လဲလာအောင်မှာပါဒါကြောင့်စကားပြောတဲ့အခါမှာစိတ်ထားလဲကောင်းအောင်ထားစကားလဲနုညံ့ချိုးသားစွာပြောပါဘယ်သူမှအော်တာမကြိုက်ကြဘူးဘယ်သူမှဆဲတာမကြိုက်ကြဘူးအဲ့တော့ကိုယ့်ကိုဆဲတာကိုမကြိုက်ရင်ကိုယ်ကလည်းပဲသူများကိုမဆဲရဘူးကိုယ့်ကိုစကားကြမ်းတမ်းစွာပြောဆိုတာတွေကိုကမကြိုက်ရင်သူတစ်ပါးတွေကိုလည်းစကားကြမ်းတမ်းစွာပြောဆိုတာတွေကိုမလုပ်ကြဘူးဒါကြောင့်ရုပ်ကလေးအကြည်တက်လေးရှိခြင်းနဲ့လူရှိလူခင်ပြောခြင်းနဲ့ဆိုရင်စိတ်ထားလေးလည်းကောင်းတယ်လို့စကားပြောတဲ့အခါမှာလည်းနုညံ့ချိုးသားစွာပြောပါဒေါသတွေကိုလည်းပဲတက်နိုင်တဲ့လောက်ထိမ့်ချုပ်နိုင်အောင်ကြိုးစားပါဒါဆိုရင်ဘဝကအစပြောင်းလဲလာပါလိမ့်မယ်ကိုယ့်ရဲ့တိုးတက်မှုတွေကိုဘဝတလန်းတွေမှာလည်းအဆင်ပြေပြေချောမွေ့စွာနဲ့ဖြစ်လာပြီးတော့လူချစ်လူခင်ပေါ်လာပါလိမ့်မယ်